လူငယ်ဖြစ်သူကရန်သူထံသို့ဝါလုံးဖြင့်လွှဲရိုက်လိုက်ရာမမျှော်လင့်ပဲရန်သူ၏ခေါင်းပေါ်မှစံထိုးကိုထိမှန်ပြုတ်ကျသွားစေသည်ထိုခါမှသာထိုရန်သူမှာမိန်းကလေးတဦးဖြစ်မှန်းသူသိလိုက်ရတော့သည်မိန်းကလေးမှာချက်ချင်းပင်ဒေါသအမျက်ချောင်းချောင်းထွက်သွားပြီးစံထိုးကိုပြန်ပေးရန်တောင်းဆိုတော့လဲသူကငင်းဆန်ခဲ့သည်ထို့အပြင်လက်ကိုဆန့်ထုတ်ကရည်တဲ့ဖြင့်ရန်စလိုက်တေးရမိန်းကလေးကိုပိုလျပင်ဒေါသထွက်သွားစေသည်သူမကလူငယ်စီတို့လက်နက်ပုံဖြင့်တိုက်ရိုက်ပစ်ခတ်လိုက်ရာကံကောင်းထောက်မစွာဖြင့်လူငယ်ကဖျက်လက်တော့လက်စွာရှောင်တိန်နိုင်ခဲ့သည်သို့တော်လည်းမိန်းကလေးကထိုခွင့်ရေးကိုလက်လွတ်မခံဘဲသူ့ကိုအားပြင်းလာသောကံချက်ဖြင့်ကန်ချလိုက်ရာလူငယ်မှာရေရင်းထဲသို့လိမ့်ဆင်းသွားရရှာသည်လူငယ်ဖြစ်ပျက်သွားသည့်တနာစရာအခြေအနေကိုမြင်သောအခါမှမိန်းကလေးမှာကျေနပ်အားရသွားတော့သည်သို့တော်ထိုလူငယ်၏စိတ်ထဲတွင်ရန်ညိုးအာဇာတများတောက်လောင်နေသည်ကိုမိန်းကလေးလုံးဝမသိရှိခဲ့ရထို့ကြောင့်မိန်းကလေးမျက်စိတွင်အဝတ်လျှော်နေစဉ်အတွင်းသူကနောက်ွယ်မှနေ၍ရုတ်တရက်ချောင်းချောင်းတိုက်ခိုက်လေတော့သည်မိန်းကလေးမှာထိုလူငယ်ကိုမြင်သည်နှင့်တပြိုင်နက်ထိတ်လန့်တကြားအော်ဟစ်အကူအညီတောင်းတော်လဲလူငယ်ကမူသူမကိုပြည့်ရများလာသည်ဟုထင်မှတ်ပြီးအလွယ်တကူမယုံကြည်ခဲ့ပေသို့တော်လည်းမိန်းကလေးရေထဲသို့နစ်မြုပ်သွားသည်ကိုမြင်လိုက်ရသည့်အခါတွင်မူသူချက်ချင်းပင်ရေထဲသို့ခုန်ဆင်းကကယ်ဆယ်ခဲ့ရပြန်သည်သူမကိုကမ်းပေါ်သို့ဆွဲတင်ပြီးနောက်သွေးကုန်လုံးကိုစစ်ဆေးရန်ပြင်ဆင်နေစဉ်မှာပင်မိန်းကလေးကရုတ်တရက်မျက်လုံးပွင့်လာပြီးဘားဆက်မှလက်နက်ပုံများဖြင့်မှုတ်ထုတ်ကတိုက်ခိုက်လိုက်ပြန်သည်လူငယ်မှာအကာအကွယ်မဲ့နေစဉ်ခံလိုက်ရသဖြင့်ချက်ချင်းပင်တတိလက်မမျောသွားရတော့သည်မိန်းကလေးမှာချက်ချင်းပင်ထွက်ခွာသွားရန်ကြံရွယ်တော်လဲသူမကိုကယ်တင်ခဲ့သည်ကိုထောက်ထားသောအဖြစ်လူငယ်အတွက်မျက်ခြေကင်းကုတင်တစ်ခုပြုလုပ်ပေးခဲ့သည်သူတို့နှစ်ဦးစလုံးမသိနိုင်ခဲ့သည်ကတော့သူတို့ကြားကတန်ရောစဉ်အစပြိုးခြင်းသည်ယခုမှသာစတင်ခဲ့ခြင်းပင်ဖြစ်တော်သည်